ကျမတို့ငယ်ငယ်တုန်းကကြည့်ဘူးတဲ့စူပါဟီးရိုးကားတွေထဲမှာဆိုရင်စူပါဟီးရိုးဝတ်စုံတွေနဲ့တော်တော်ကြည့်လို့ကောင်းခဲ့ကြတာပါဒါပေမဲ့အရွယ်ရောက်မှသိလိုက်ရတာကတကယ်အပြင်လောကမှာစူပါဟီးရိုးဝတ်စုံဝတ်ထားတဲ့ဟီးရိုးတွေရှိရဆိုတာပါပဲအဲ့ဒါကတော့အဖေတွေပါပဲအဖေဆိုတဲ့လူသားကကျမတို့လိုချင်တာမှန်သမျှကိုဖြည့်ဆည်းပေးဖို့ဝင်မလေးတယ်လို့သူ့ရဲ့ပကုံးနှစ်ဘက်ကအိမ်တစ်လုံးကိုထမ်းထားရလို့ဘလောက်လေးလံနေတဲ့အရာပဲဖြစ်ဖြစ်ကျမတို့သားသမီးတွေကိုမြင်အမြဲပြုံးပြနေတတ်တာအဖေပါပဲအဖေတွေရဲ့အချစ်ကအမေတွေလိုနူးညံ့ပျော်ပြောင်းမနေပါဘူးစကားတွေအများကြီးမပြောဘဲခက်အေးအေးနေတတ်ကြပေမဲ့အိမ်တစ်လုံးရဲ့လုံခြုံမှုနဲ့တည်ငြိမ်မှုကိုအဖေစီကနေလာတာပါငယ်ငယ်ကအဖေရဲ့ဖနက်ကြီးကြီးကိုစီးပြီးငါကြီးလာရင်အဖေလိုကဘာပေါ်မှာအရာရာကိုသိတဲ့သူအရာရာကိုလုံနိုင်တဲ့သူဖြစ်ရမယ်ဆိုတဲ့ကလေးတွေးတွေလည်းရှိခဲ့ကြမှာပါတကယ်အရွယ်ရောက်လာတဲ့အခါမှာတော့အဖေလိုဖြစ်ဖို့မလွယ်ကူမှန်းသိလာခဲ့ရတယ်ဘဝရဲ့အခက်အခဲတွေကိုဘယ်လိုကြော်ဖြတ်ပြီးလောကဓာတ်ကိုဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာကိုအဖေရဲ့ငယ်ဘဝကိုသာအချိန်ခီးသွားလို့ရရင်သွားပြီးတော့မေးကြည့်ခြင်းပါရဲ့ဖေးရွယ်မှာဘယ်လိုမိကိုမေးကျင်လဲဆိုရင်တော့ကျွန်တော်ဆိုရင်အခုဆိုရင်အလုပ်လုပ်ကပါတော်တော်လေးပြင်ပန်းစိတ်တက်ကြရပါတော့အဖေလုံးကင်နေလုံးနေရကျွန်တော်လိုအဲ့လိုညီးညူနေလားဒါပေါ့မိသားစုလုံးနေတာပေါ့နော်အဲ့ကြောင့်မလို့ဖေးညီးညူနေမလားလို့မေးကျင်တယ်ကျွန်တော်ကဒီရွယ်မှာဆိုရင်တော့နည်းနည်းလေးလိမ်မာတဲ့ထဲမှာပါတယ်ဒါပေမဲ့အဖေကတော့ငငယ်တုန်းကနည်းနည်းစိုးရဆိုပြီးတော့ဒီမျိုးရေးချားထဲမှာလည်းပြောကြရပါတော့ဒါပေမဲ့လည်းအဲ့ဒီတော့ကလည်းမိသားစုအခြေအနေကြောင့်ထင်ပါတယ်အဲ့ကြောင့်မလို့အဲ့တော့အဖေကတော့နည်းနည်းလေးစိုးရလို့ပြောချင်ပါတယ်ဟိုလိုမျိုးအဲ့လိုတငယ်ချင်းတွေနဲ့ပေါင်းတင်နေအဲ့လိုမျိုးခြားတော့ဆိုင်ဆိုင်ညာလို့ပေါ့အဲ့လိုမျိုးအပြောပါလို့နေလို့တော့ထင်ပါတယ်ဒီရမှာဆိုရင်တော့ပင်ပန်းတဲ့အခါမှာဘယ်လိုမျိုးဖြည့်ဖြောက်တယ်လဲဆိုတာကိုတော့သိချင်တယ်ပေါ့နော်အလောက်ကပေးရဲ့ PR တွေကိုဘယ်လိုမျိုးဖြည့်ဖြောက်လဲဆိုတာသိချင်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကအဖေကပြီးပရောက်နေတယ်ထင်တယ်ပြီးပရောက်နေတော့ကျတော့သူမိသားစုတို့အဲ့ဒီအချိန်မှာသူစူးစမ်းနေတဲ့လူတစ်ယောက်လိုတော့ထင်တယ်ပေါ့နော်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးကြော်ပြတ်ခဲ့တယ်လဲစိတ်ပြည့်မဲ့မှုတွေကိုဘယ်လိုဖြတ်ကျော်ခဲ့တယ်လဲအဲ့ဒါကိုသိချင်တယ်ပြီးလို့ရှိရင်သူမိသားစုတွေဘယ်လိုရုန်းကန်ခဲ့တာတွေအဲ့လိုမျိုးကိုယ်လုံငန်းဝင်နေရောက်ခေါ်မှာအဲ့ဒါတေနာနေတယ်အဲ့ကြောင့်လို့သူဘယ်လိုကြော်ပြတ်ခဲ့တာတွေတော့သိတော့ပြောချင်တယ်ပြောရတဲ့ဆိုရအဖေကမဆိုးမိုက်ခင်ရောကျွန်တော်တို့အခုလိုမျိုးကြော်ကြီးတွေရုန်းကန်နေအောင်မဟုတ်ဘူးဆိုတဲ့ကြောင့်လို့ကျွန်တော်အဖေရဲ့ရွယ်မှာအဲ့လိုပြန်သွားမယ်ဆိုလို့ရှိရင်မေးချင်တာကတော့အရန်ပင်ပန်းလာပေါ့နော်အဲ့လိုမျိုးမေးချင်တယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးအရန်ဖေးချီကပြန်ပြီးအဲ့လိုမျိုးကြားရတာမျိုးမရှိဘူးလေဟိုမေးစီရဆိုလို့ရှိရင်တော့ကြားရတာများရဲ့အဲ့လိုမျိုးငယ်ငယ်လေးကဘယ်လိုဖြစ်ခဲ့တယ်ဖေးကကြောက်အဲ့လိုပြောပြရမျိုးမရှိတော့အဲ့လိုမျိုးပင်ပန်းခဲ့လားဘယ်လိုမျိုးဖြတ်တန်းခဲ့လဲပေါ့နော်အဲ့လိုအစင်မပြေရက်တွေကိုလေအဲ့လိုမျိုးပြန်ပြီးတော့မှမေးချင်တယ်ပြီးတော့ဖေးကိုလည်းအများကြီးရှိတယ်ပြီးတော့သမီးဒီလိုမျိုးအစင်မပြေတဲ့အချိန်ဆိုဖေးကအမြဲတမ်းသူတစ်ခွားခွားတော့ပြောတယ်ပြီးမှတစ်ခါတလေသူပြောတဲ့စကားတွေကသမီးတို့ကအင်အားဖြစ်စေရပေါ့နော်ဖေးဒီလိုကျွန်တော်အရွယ်ဒီလိုအချိန်မှာဖေးပါရှင်းနေမယ်လို့ထင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဖေးကနည်းနည်းဟိုဆွဲရှိရတဲ့ပါဆွဲရှိရဆိုတာသူဆိုလို့ရှိရင်သူဖြစ်ချင်တဲ့ဘဝလမ်းကြောင်းရှိတယ်ဒါပေမဲ့သူဖြစ်ခွင့်မရဘူးဒါပေမဲ့လူနှစ်တွေကြာတဲ့ဒီလိုတော့ကြိုးစားခဲ့ဆိုတော့ပြောလို့ရှိရင်သူ့လိုမျိုးပေါ့သူ့လိုမျိုးဆွဲရှိတာကိုကျွန်တော်လည်းလိုချင်တယ်အဲ့လိုမျိုးဆွဲရှိနေတယ်အဲ့လိုဆွဲရှိရယောက်ျားလေးတယောက်လည်းကျွန်တော်ဖြစ်ကြခြင်းအဖေကမေးချင်တယ်မေးအောင်တော့ဒီလိုမိသားစုတစ်ခုကိုအစဉ်ပြေနဲ့ပြုထောင်လာဖို့တော့ကိုဘယ်လိုမျိုးပေးဆက်ခဲ့ရအောင်မို့ဒီလေဘွားမှာရေးကြီးဆုံးဆုံးမကျင်တဲ့စကားတစ်ခုမှဘာပြန်ဖြစ်မလဲတော့ခေါင်းလေးပဲအဲ့လေးတစ်ခုပြောပြပါအရင်ချစ်ပါတယ်လို့ရန်နီနီကတော့နေပြနာမည်ဒီနေ့ကတော့ဖေကိုစိတ်ထဲမှာရှိပါတယ်ဖေကိုလည်းချစ်ပါတယ်ဖေကိုပြောချင်တာအများကြီးချစ်ပါတယ်ကျွန်တော်တို့ဒီရွယ်အထိပြည်စည်းဆောက်ရှောက်ပေးရတဲ့လည်းအများကြီးကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်ဗျစနေစစ်တဲ့ဖေကိုကျေးဇူးလည်းတင်တယ်ပြီးတော့အဲ့လိုမျိုးအစားအသောက်ရရအကုန်လုံးအဆင်ပြေစေခြင်းနဲ့ပေါ့နော်ပြီးတော့ဖေအဲ့လိုမျိုးမသွားဘူးတဲ့နေရာတွေကိုလည်းလိုက်ပို့ပေးခြင်းနဲ့ပေါ့အဲ့လိုမျိုးရှိတယ်